Rock Empire ရဲ့ဘင်းတစ်ပါးသို့မဟုတ်ဇော်ဝင်းထွတ်မြန်မာဂီတလောကမှာခေတ်ဆက်ပြောင်းလဲသွားခဲ့ပေမဲ့ရာစုဝတ်နီးပါးတိမ်ဆောင်းသွားခြင်းမရှိတဲ့အရှိန်အဝါတစ်ခုရှိပါတယ်ဒါကတော့အတန်အနှလုံးသားတွေကလာတဲ့တီဆိုဟန်နေနဲ့ Empire ဆိုတဲ့အမည်နာမပါပဲဒီအရာတွေရဲ့ပိုင်ရှင်ကတော့ Rockstar ဇော်ဝင်းထွတ်ပါပဲဇော်ဝင်းထွတ်လို့ပြောလိုက်တာနဲ့ပရိသတ်အများစုတွေက Rocky Dark ကိုပြင်းပြကြပေမဲ့သူ့ရဲ့အစပြုရာကတော့ခဏဝင်ဆန်ပါတယ်မြန်မာဂီတပညာရှင်ကြီးရွှေတိုင်ညွန့်ရဲ့မြေကနဝင်အစိုးရကြီးထားရဲ့သားဖြစ်တာမို့သူဟာမွေးဖွားလာကြတဲ့ကဂီတတန်စင်တွေကြားမှာကြီးပြင်းခဲ့သူတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူဟာမိဘတွေရဲ့အရေးအောက်မှာခိုးကပ်နေခြင်းမရှိဘဲကိုပိုင်လန်ကိုပိုင်ဟန်မတူညီတဲ့ဂီတတစ်ခုကိုဖန်တီးခဲ့သူတယောက်ဖြစ်ပါတယ်1989ခုနှစ်လောက်မှာမြန်မာဂီတရည်စည်းကြောင်းကအပြောင်းလဲတွေစတင်နေပြီဖြစ်ပါတယ်အဲဒီချိန်မှာပဲဇဝတ်တော်ဟာ Empire T1 ကိုဦးဆောင်ခဲ့ပြီး Rock Blue ဂီတအရစာတွေကိုပြည်သက်စီရောက်ပို့ခဲ့ပါတယ်သူ့ရဲ့ပွဲဦးထက်ဂီတအယ်ဘမ်ဖြစ်တဲ့ Mercury ညထွက်ရှိလာချိန်မှာတော့လူငယ်တွေကြားမှာ revolution တစ်ခုဖြစ်သွားခဲ့ပါတယ်သူ့ရဲ့သချင်းတွေဟာအချစ်ချောင်းတက်တက်မဟုတ်ပဲဘဝအမောတွေလူငယ်ဘဝရဲ့အကိုရမဲမှုတွေနဲ့သစ္စာတရားတွေကိုထဟပ်စေပါတယ်ကောင်းကင်မေမေမဟာလေပြေအနိုင်မဲ့အစားတဲ့သချင်းတွေကဒီနေ့ချိန်ထိမယိုးနိုင်တဲ့သူ့ရဲ့ကဏ္ဍဝင်သချင်းတွေဖြစ်လာခဲ့ပါတယ်ဇော်ဝင်းထွတ်ရဲ့အောင်မြင်မှုလှုပ်ဝက်ချက်ကတော့သူ့ရဲ့ဟန်ဆောင်မှုမရှိတဲ့ယူသားခြင်းပါပဲစင်မြင့်ထက်မှာသချင်းဆိုနေချိန်သူ့ရဲ့ခံစားမှုပြင်းထန်တဲ့ပုံမိုက်ခရိုဖုန်းကိုစုပ်ကန်ထားတဲ့ပုံနဲ့ပရိသတ်တွေကိုဆွဲဆောင်နိုင်ပုံတွေကလူတကာလိုက်တူယူလို့မရတဲ့သူ့ရဲ့ပါရမီတစ်ခုပါပဲသူဟာ Rocky Dark ကိုသာမကမြန်မာတန်စင်တွေကိုလည်း Rocky Dark နဲ့ပေါင်းစပ်ဖန်တီးရမှာနှာတပြားတာခဲ့သူတယောက်ပါဇော်ဝတ်ထွတ်ဟာအဆိုတော်တယောက်ပြင် Empire Production ကိုတီထောင်ခဲ့ပြီးမျိုးဆက်သစ်အမှုပညာရှင်တွေကိုလည်းလက်တွဲခေါ်ယူခဲ့ပါသေးတယ်မျိုးဆက်ဟောင်းနဲ့မျိုးဆက်အသစ်ကြားမှာကွာဟမှုမရှိအောင်ပေါင်းကူးပေးနေတဲ့ညီထွတ်အဖြစ်ဂီတလောကသားတွေကချစ်ခင်လေးစားနေကြပါတယ်လက်ရှိချိန်ထိဇော်ဝင်းထွတ်ဟာစင်မြင့်ထက်ပေါ်မှာမမမတ်ရှိနေစေပါသူ့ရဲ့ဇက်ပင်တွေဖြူသွားနိုင်ပေမဲ့သူ့ရဲ့ raw သွင်းနဲ့ဂီတပေါ်မှာထားတဲ့တန်ရောစင်ကတော့ဘယ်တော့မှအယောင်မိန်သွားမှာမဟုတ်ပါဘူးသူဟာတချင်းဆိုနေသမျှကာလပတ်လုံးမှာတော့မြန်မာဂီတလောကရဲ့ Rock Empire ဘင်းဖြစ်ဆက်လက်ရပ်တည်နေအောင်မှာအသေးချပါပဲ